သွားမယ်နေရာကိုခရီးနောက်တစ်ခုဆက်မယ်တဲ့။ဒီကနေ့ပဲရောက်သွားတယ်။အော်ဒီကနေ့ဖနက်ပြည်နေတယ်ငါသမီးလေး။ဖနက်ထိုင်လောက်ကဲလား။ကဲပတ်ဝန်းကျင်ကတော့တောတောင်တွေအပြည့်ပဲ။အေးအဲ့ကိုသွားမှာ။အော်အဲ့ဒီကိုသွားရမှာတဲ့။ဟိုးမှာအပေါ်ဆုံးမှာ။ဟဲကဲအော်တော့နောက်ဆုံးအားလုံးဟိုးရှေ့ရောက်သွားပြီ။ဘာမှမကကြရ။လောက်လေ။မတောင်းပြပါလား။သူ့ဖေသူ့မေးကြံခဲ့ပြီတဲ့။အဲ့ဒါလည်းကောင်းတာ။